စက်မှုလုပ်ငန်းများကတန်စင်များဖြင့်လေထုသည်တုံခါနေသည်တန်ရှင်သောအဖြူရောင်ကြွေပြားခင်းထားသောစင်ကြံတစ်ခုသည်ကျယ်ဝန်းသောမျက်နှာချက်မြင့်ထုတ်လုပ်ရေးနေရာသို့ဥတည်နေသည်အလုံးလုံးတန်တွေကစူညံနေရနော်ဒါကထိရောက်မှုရဲ့အတန်ပဲလီကိုအတင်းရအောင်ကြိုးဆိုအခွန်ခွာဆက်တွေလိဖြက်ဆက်တွေကဟိုထောက်နာမှာအခုမင်းမြင်နေရတာကကြော်တဲ့နေရာမင်းဘလို့လုပ်ပြီးသူတို့အားလုံးကိုတစုတစည်းတည်းဖြစ်အောင်ထိန်းထားတာလေစီအပူချိန်ကိုတိတိကျကျထိန်းချုပ်ထားပြီးချင်းနှောင်းတွေမှာညင်သာစွာမှွေနှောက်တဲ့စနစ်ရှိတယ်ဒါပူနေတော့မယ်ပြီးတော့အရန်ကျွတ်တယ်အဲ့ဒါရီမှန်းချက်ပဲတဘာဝရဲ့ပြည်စုံမှုကလူသားရဲ့တိတ်ကြမှုနဲ့ကိုက်ညီတယ်မေးစရာရှိလားဟုတ်ကဲ့ဒီ line မှာအလုပ်ဘလို့ရနိုင်မလဲသူတို့ batch B1 area ကသွားလို့ရပြီအရှိဘက်ကံရုပ်တန်းကိုပို့ဆောင်ဖို့ပထမဆုံး pallet ပါလှပတဲ့လက်ရပဲစီစဉ်မှုကိုတည်ငြိမ်အောင်ထိန်းထားကြရအောင်ဒီနေရာမော်ပညာတွေဖြစ်ပျက်တဲ့နေရာပဲအာနာအရသာသေးပိုင်းငါတို့သူ့ကိုရွှေရောင်လို့ခေါ်တယ်လှည့်စားတက်လောက်အောင်ရိုးရှင်းတယ်မဟုတ်လားကြီးမားတဲ့လယ်နေတဲ့ပြုံတစ်ခုပဲတဲ့ယူဆက်ကအချက်တွေကိုကြီးမားတဲ့အကျော်ဆက်နှလုံးထဲကိုထည့်ပေးလိုက်တယ်ချက်တွေဟာစီထဲမှာလှုပ်ခါပြီးစူပွက်နေရင်အယောင်ပြောင်းသွားတယ်အရင်အသွေးထိန်းချုပ်သူကအဘာဒီပေါ်ချစ်ပြားတွေကထုတ်ပိုးတဲ့နေရာကိုစီးဝင်လာတယ်။ကျိုရင်ပုံနှိပ်ထားတဲ့တတုအိတ်တွေထဲကိုလောင်းထည့်လိုက်တယ်။အိတ်တစ်လုံးချင်းစီကိုဆက်ရုပ်လက်တံတွေနဲ့လေးလုံးအောင်ပိတ်တယ်။ Optical Soda 7တွင်စံကိုက်ညီခြင်းကိုအတည်ပြုခြင်းညှင်းပန်နှုန်းသည် 0.8 တွင်တင်ငိမ့်နေပါသည်I've got what I said here ထပ်ပေါင်းရအရသာဖြန့်ဝေမှုကပြီးပြည့်စုံတယ်အတုံးခဲမရှိ၆တွေ့တဲ့နေရာမရှိလေဝင်လေထွက်စနစ်ကပြက္ခဏာအားလုံးဖြည့်ရှင်းပေးတဲ့လက်ဆက်မှုကကုန်းတိမ်ထံကစားငံတက်ကအကောင်းဆုံးပဲငပြောသီးရတာလည်းအရန်ကောင်းပြီးချို့မြိတ်နေရတယ်ဒီတစ်ခေါက်တော့အဆင်ပြေသွားပြီတင်မောတင်ဖို့အတွက်ထုတ်ပိုးလိုက်တော့အတုံးနံပါတ်ကြော်ထားတဲ့ငပြောကြော်တွေကစက်ထဲကိုဝင်သွားတယ်စက်ထဲမှာစားနဲ့ငရုတ်ကောင်းမှုရောထားတယ်တနာရီကိုကီလို450နှုန်းနဲ့လဲပတ်နေတယ်ဆိုတိုင်းဆက်ကနေတွင်ရဲ့ 1% မှာပုံမှန်ရှိနေတယ်အရသာထဲတဲ့အဆင့်စတင်နေပြီဟုတ်တယ်အဲ့ဒါပဲမှတ်ထားလိုက် batch 703 82ကိုထုတ်ပိုးဖို့အတည်ပြုလိုက်ပြီဒီ scanner ဆက်လေးပေါ်တင်လိုက်မယ်အကောင်းဆုံးကျွတ်ရွှမှုနှုတ်ဆက်နဲ့100%သူကကျင်းနဲ့စွာခေါင်းညိတ်ပြတယ်ဟင်းခက်အမွေးအကြိုင်စီပေါ်တွင်ထောင်ချိုးပါအေးခံဆက်ပေါ်တွင်ထောင်ချိုးပါတတ်မှတ်ရက်အတိုင်းပဲနေရောင်ကြီး10တန်ထက်တိုးလာတယ်